1880ခုနှစ်မှာလူငယ်လေး Milton Hershey ဟာတကြားလုံးဆိုင်ဖွင့်ဖို့နှစ်ကြိမ်တိုင်စူးစမ်းခဲ့ပေမဲ့နှစ်ကြိမ်လုံးကြာရှုံးခဲ့ပြီးသူ့ဇာတိမြို့ကိုပြန်လာခဲ့ရပါတယ်။လက်ထဲမှာပိုက်ဆံတစ်ပြားမှမရှိတော့တဲ့သူဟာလုပ်ငန်းတည်ဆောက်ဖို့သူ့ဦးလေးတွေစီမှာအကူအညီတောင်းခဲ့ပေမဲ့ညင်းပယ်ခံရယုံတွေမကပဲစော်ကားခံရပြီးအိမ်ပေါ်ကပါနှင်ချခံခဲ့ရပါတယ်။အဲ့ဒီအချိန်ကချောကလက်ဆိုတာချမ်းသာတဲ့သူတွေပဲစားနိုင်တဲ့ဇိမ်ခံပစ္စည်းတစ်ခုပါ။ဒါပေမဲ့အိမ်ပေါ်ကနှင်ချခံလိုက်ရတဲ့အဲ့ဒီလူငယ်လေးဟာနောက်တစ်ချိန်မှာကမ္ဘာအကြီးဆုံးချောကလက်ကုမ္ပဏီကြီးကိုတည်ထောင်ပြီးချောကလက်ကိုလူတိုင်းစားနိုင်အောင်လုပ်ပေးနိုင်ခဲ့သူဖြစ်လာပါတယ်။ Milton ကို1859ခုနှစ် Pennsylvania ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူ့မိဘတွေဟာအလွန်ဆင်းရဲတဲ့လယ်သမားတွေပါ။သူ့အဖေ Henry ဟာစီးပွားရေးအမြင်မရှိဘဲစိတ်ကူးရင်အလုပ်တွေကိုပဲလိုက်လုပ်နေတာကြောင့်မိသားစုဟာအမြဲတမ်းငတ်ပြတ်နေခဲ့ရပါတယ်။ Milton 2 နှစ်သားအရွယ်မှာသူ့အဖေဟာရေနံတူးပြီးချမ်းသာခြင်းနဲ့စိတ်ကူးနဲ့ရှိသမျှလေယာတွေကိုရောင်းပစ်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲရေနံလည်းမတွေ့ပတ်စံလည်းကုန်သွားတဲ့အတွက်ဟာရှိမိသားစုဟာအစွန်းရောက်ဆင်းရဲတွင်းတွေကိုကြာရောက်သွားခဲ့ပါတယ်။ Milton 4 နှစ်သားအရွယ်မှာသူ့ဦးလေး2ယောက်ကသူတို့မိသားစုစီရောက်လာခဲ့ပါတယ်။သူတို့တွေ့လိုက်ရတာကတော့ရပ်ပေါင်းများစွာအစာငတ်နေပြီးအားအင်ကုန်ခန်းနေတဲ့ညီမဖြစ်သူဖန်နီနဲ့တူလေး Milton တို့ပါပဲ။ဦးလေးတွေရဲ့အကူအညီနဲ့ Lancaster မြို့ကိုပြောင်းရွှေ့ခဲ့ပေမဲ့ Milton ရဲ့အဖေကတော့မိသားစုကိုပြစ်ထားပြီးနောက်ထပ်စိတ်ကူးရင်စီမံကိန်းတွေနောက်ကိုပဲလိုက်နေခဲ့ပါတယ်။1869ခုနှစ်ရဲ့အလွန်အေးမြတဲ့ဆောင်းရာသီမှာ Milton နဲ့သူ့ညီမလေး Sarina တို့ဟာအပြင်းအထန်ဖျားနာခဲ့ပါတယ်။အစကတော့အေးမိတယ်လို့ထင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ Sarina ဟာအဲ့ဒီခေတ်ကကလေးပေါင်းများစွာရဲ့အသက်ကိုနှုတ်ယူခဲ့တဲ့ကြက်သွေးရောင်အဖျားရောဂါ Scarlet Fever ဆွဲကပ်နေမှန်းသိလိုက်ရပါတယ်။ကံကြမ္မာကတော့ဘသူကိုမှမျက်နှာသာမပေးခဲ့ပါဘူး။ Milton ရဲ့ညီမလေး Sarina ဟာအသက်4 နှစ်အရွယ်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ Milton ရဲ့ဘဝအတွက်အကြီးမားဆုံးအလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။အသက်10 နှစ်သားအရွယ်မှာပဲသူနဲ့သူ့အမေဘဝကောင်းစားဖို့အတွက်ဘာမဆိုလုပ်မယ်လို့သူတတ်နေထန်ချခဲ့ပါတယ်။အဲ့ဒီနောက်တိတ်မကြခင်မှာပဲကြောင်းထွက်ပြီးသူ့ဘဝခီးကိုစတင်ခဲ့ပါတယ်။1881ခုနှစ်အသက်14 နှစ်မှာတော့ Milton ဟာဒေသခံပုံနှိပ်တိုက်တစ်ခုမှာအလုပ်သင်အဖြစ်ပထမဆုံးအလုပ်စရခဲ့ပါတယ်။ဒါပေမဲ့သူဒီအလုပ်ကိုလုံးဝမနှစ်သက်ပါဘူး။ပုံနှိပ်တိုက်ပိုင်ရှင်ရဲ့ဒေါသကြီးမှုကိုတီးမခံနိုင်တော့တဲ့အဆုံး Milton ဟာစက်ထဲကိုသူ့ဦးထုတ်ပစ်ထည့်ပြီးစက်ပြက်အောင်လုပ်ကအလုပ်ထုတ်ခံရအောင်တမင်တကာဖန်တီးခဲ့ပါတယ်။ Milton ရဲ့အမေဟာသူ့သားရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့ပြီး Joseph Royer ပိုင်တဲ့တကြားလုံးဆိုင်မှာအလုပ်သွင်းပေးခဲ့ပါတယ်။ဒီနေရာဟာ Milton အတွက်တကြားလုံးလောကနဲ့ပထမဆုံးစတင်ထိတွေ့ခွင့်ရတဲ့နေရာပါပဲ။အဲ့ဒီခေတ်ကတကြားလုံးလုပ်နည်းတွေဟာမျိုးဆက်တစ်ခုကနေတစ်ခုကိုနှုတ်တိုက်လက်ဆင့်ကမ်းရတာဖြစ်ပြီးတိကျတဲ့စာသားနဲ့ formula တွေမရှိသလောက်ပါပဲ။အစပိုင်းမှာတော့ဆိုင်ရှင်က Milton ကိုပကံစည်းတာနဲ့ order ပို့တဲ့အလုပ်တွေပဲခိုင်းခဲ့ပါတယ်။ဒါပေမဲ့သူ့သားကိုအတတ်ပညာတတ်စေခြင်းနဲ့အမေဖြစ်သူရဲ့တောင်းဆိုမှုကြောင့်ဆိုင်ရှင်က Milton ကိုတကြားလုံးလုပ်နည်းတွေစတင်သင်ကြားပေးခဲ့ပါတယ်။ Milton ဟာဒီအလုပ်ကိုချက်ချင်းပဲချစ်မြတ်နိုးသွားခဲ့ပါတယ်။ပါဝင်ပစ္စည်းတွေကိုဘယ်လိုဆက်ရမလဲဈေးနှုန်းတွေကိုဘယ်လိုသတ်မှတ်ရမလဲဆိုတာတွေကိုမြန်မြန်ဆန်ဆန်ပဲတက်မြောက်လာခဲ့ပါတယ်။ Caramel နဲ့တခြားတကြားလုံးအမျိုးမျိုးကိုလည်းကျွမ်းကျင်လာပါတယ်။ဒါပေမဲ့သူ့အဖေကတော့တကြားလုံးလုပ်တာဟာမိန်းမတွေရဲ့အလုပ်ပဲလို့ပြောပြီးအမြဲတမ်းအထင်မြင်သေးခဲ့ပါတယ်။ Milton ကတော့အဖေဖြစ်သူရဲ့စကားကိုဂရုမစိုက်ပဲ4 နှစ်တိုင်ဒီအတတ်ပညာကိုအပတ်တစ်ခုသင်ယူခဲ့ပါတယ်။နောက်ဆုံးမှာတော့ကိုယ်ပိုင်ဆိုင်တစ်ဆိုင်ဖွင့်ဖို့အချိန်တန်ပြီလို့ Milton နဲ့သူ့အမေတို့ယုံကြည်ချက်အပြည့်နဲ့ဆုံးဖြတ်လိုက်ကြပါတယ်။အသက်19 နှစ်အရွယ်မှာ Milton Hershey ဟာသူ့ရဲ့ပထမဆုံးတကြားလုံးဆိုင်ကိုဖွင့်လှစ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ဦးလေးနဲ့အတော်ရီစီကဒေါ်လာ100ချေးပြီး Philadelphia မြို့မှာဆိုင်ဖွင့်ခဲ့ပါတယ်။သူဟာအခြားဆိုင်တွေထပ်ထူးခြားအောင်မြေအောက်ထက်မီးဖိုချောင်ကတကြားလုံးနံ့တွေကိုအပြင်ဘက်ကိုရောက်အောင်လေအေးပြီးဆက်ပိုက်တွေနဲ့ထုတ်လွှတ်ပြီးလူတွေကိုဆွဲဆောင်ခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာကုန်သွယ်ရေးပြပွဲကြီးပြီးဆုံးသွားတဲ့အခါစီးပွားရေးပြက်ကတ်ကြီး Long Depression နဲ့ကြုံတွေ့ရပြီးတကြားလုံးရောင်းအားတွေထိုးဆင်းသွားခဲ့ပါတယ်။တကြားစည်းတွေအရန်တက်လာတာကြောင့် Milton ဟာအရှုံးပေါ်လာပြီး9 နှစ်တိုင်အပြင်းအထန်ကြိုးစားရင်းနောက်ဆုံးမှာတော့ဖျားနာပြီးအိပ်ရာထဲလဲသွားခဲ့ရပါတယ်။အသက်24 နှစ်အရွယ်မှာ Milton ဟာအကြီးမားဆုံးထိုးနှက်ချက်နဲ့ကြုံရပါတယ်။သူ့ဦးလေးတွေကထပ်ပြီးငွေမချေးနိုင်တော့ဘူးလို့စာရေးအကြောင်းကြားခဲ့တဲ့အတွက်နောက်ဆုံးမှာဒေဝါလီခံလိုက်ရပါတော့တယ်
သူဟာစီးပွားရေးတင်မကပဲမိသားစုရဲ့ယုံကြည်မှုကိုပါဆုံးရှုံးလိုက်ရတာပါအဲ့ဒီနောက်သူ့အဖေရဲ့တိုက်တွန်းချက်ကြောင့်ကိုလိုရာဒိုမှာရွှေတူးဖို့သွားခဲ့ပေမဲ့ရွှေတွေကမရှိတော့ပါဘူးဒါပေမဲ့ဒီခရီးစဉ်ဟာသူ့အတွက်တော့အလဟတ်တာမဖြစ်ခဲ့ပါဘူးသူဟာဒန်ဗာမြို့ကတကြားလုံးဆိုင်တစ်ဆိုင်မှာအလုပ်ဝင်လုပ်ရင်သူ့ဘဝကိုပြောင်းလဲစေမဲ့ဟိဝက်ချက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီဆိုင်ကကာရာမယ်တွေဟာအခြားဆိုင်တွေထက်ပိုပြီးနူးညံ့ပြီးအရသာရှိနေတာကိုမီလ်တန်သတိထားမိပါတယ်လျှို့ဝှက်ချက်ကတော့တာမန်သုံးနေကြဖျောင်းစီ paraffin အစားလက်ဆက်တဲ့ note fresh milk ကိုအသုံးပြုတာပဲဖြစ်ပါတယ်ဒီနီလာနဲ့လှုပ်ထားတဲ့ caramel ဟာနူးညံ့ယုံတယ်မကပဲအထားခံတဲ့သက်တမ်း shelf life လည်းပိုရှည်ပါတယ်မီလ်တန်ဟာဒီနီလန်ကိုသဘောကျလွန်းလို့အဲ့ဒီဆိုင်မှာတစ်နှစ်တိုင်တိုင်အလုပ်လုပ်ရင်းဖော်မြူလာတစ်ခုလုံးကိုကျွမ်းကျင်အောင်သင်ယူမှတ်သားခဲ့ပါတယ်ဒါဟာနောက်တစ်ချိန်မှာကဘာကျော်လာမဲ့ဟာရှီချောကလက်တွေရဲ့အစပြုခြင်းပါပဲဒန်ဗာမျိုးကလျှို့ဝှက်ချက်ကိုရရှိခဲ့ပြီးနောက်မီလ်တန်ဟာအမေရိကရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်တဲ့နယူးယောက်မြို့မှာလုပ်ငန်းသစ်စဖို့ဆုံးဖြတ်လိုက်ပါတယ်။ဦးလေးတွေကထပ်ပြီးငွေမချေးတော့ပေမဲ့သူ့ရဲ့အတော်မက်ဒီကတော့မီလ်တန်အပေါ်တစ်ခါထပ်ပြီးယုံကြည်ချက်နဲ့ငွေချေးပေးခဲ့ပါတယ်။1884ခုနှစ်မှာနယူးယောက်မြို့ရဲ့ဒုတိယမြောက်ဆိုင်ကိုဖွင့်လှစ်ခဲ့ပါတယ်။သူဟာဒန်ဗာကတင်ယူလာတဲ့နို့နဲ့လုပ်တဲ့ကာရာမယ်တွေကိုရောင်းချခဲ့ပြီးနယူးယောက်သားတွေကိုချက်ချင်းပဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ရောင်းအားတွေတက်လာတာနဲ့အမျှလုပ်ငန်းကအောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့သူ့အဖေရဲ့တိုက်တွန်းချက်ကြောင့်ချောင်းဆိုးပျောက်ဆေးပြား cough drops တွေကိုပါထပ်တိုးရောင်းချဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့အမားတစ်ခုစတင်ခဲ့ပါတော့တယ်။ဒီဆုံးဖြတ်ချက်ဟာနယူးယောက်မြို့မှာအခိုင်အမာနေရာယူထားပြီးသားဖြစ်တဲ့ Smith Brothers လို့အမှတ်တံဆိပ်ကြီးကိုတွားရောက်စိန်ခေါ်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ပြိုင်ဘက်တွေကလည်းဒီစိန်ခေါ်မှုကိုလွယ်လွယ်နဲ့အလျှော့မပေးခဲ့ပါဘူး။ပြင်းထန်လာတဲ့ပြိုင်ဆိုင်မှုတွေကြားမှာမီလ်တန်ရဲ့လုပ်ငန်းဟာတဖြည်းဖြည်းအကျွေးတွေနစ်လာခဲ့ပါတယ်။နောက်ဆုံး1886ခုနှစ်မှာတော့မီလ်တန်ဟာဒုတိယအကြိမ်ဖြစ်ဒေဝါလီထပ်မံခံလိုက်ရပါတော့တယ်။နောက်တစ်ကြိမ်ကြာရှုံးခဲ့လေ။ဒါပေမဲ့မီလ်တန်ဟာမျောလင့်ချက်မပြတ်ခဲ့ပါဘူး။ဒီတစ်ခါမှာတော့သူဟာအခြားအရာတွေကိုအာယုံမစိုက်တော့ပဲကာရာမယ်တစ်ခုတည်းကိုပဲအာယုံစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကြာရှုံးမှုတွေနဲ့အတူဇာတိမြေလန်ကတ်စတာကိုပြန်လာရတာဟာသူ့အတွက်တော့လုံးဝမလွယ်ကူလှပါဘူး။အဆက်တကွဲဖြစ်ခဲ့ရပေမဲ့သတင်းပတ်အနှင်းငယ်အကြမှာတော့သူဟာတတ်တိတွေကိုစူးစီးပြီးသူ့ဦးလေးနဲ့အတော်တွေစီကိုနောက်ဆုံးတစ်ချိန်အကူအညီတောင်းဖို့ခြေလမ်းပြင်လိုက်ပါတော့တယ်။မီလ်တန်ဟာရှိဟာဇာတိမြေကိုပြန်ရောက်လာတဲ့အခါသူ့မှာကာရာမယ်ဖော်မူလာအသစ်ရှိနေပြီမို့ဒီတစ်ခါတော့တေချာပေါက်အောင်မြင်မယ်လို့ယုံကြည်နေပါတယ်။ဒါပေမဲ့သူ့ဦးလေးတွေကတော့သူ့ကိုလက်မခံတော့ပါဘူး။မင်းဟာမင်းအဖေလိုပဲဘာမှအသုံးမကျတဲ့သူမိသားစုရဲ့အရှက်ပဲလို့ပြောပြီးနှင်ထုတ်ခဲ့ပါတယ်။အားကိုးရမယ့်နေတဲ့မီလ်တန်ကိုသူ့ရဲ့စရင်ကန်ဟောင်းဝီလျံလစ်ကီကာကငွေအနှင်းငယ်ချေးပေးခဲ့ပါတယ်။မီလ်တန်ဟာနယူးယောက်ကကြံခဲ့တဲ့ပစ္စည်းအကျွင်းကြံတွေနဲ့လန်ကက်စတာမြို့ရဲ့လမ်းမတွေပေါ်မှာချင်းတောင်းတစ်လုံးနဲ့ကာရာမယ်တွေကိုရှဲ့လေရောင်းချပြီးဘဝကိုပြန်ဆခဲ့ပါတယ်။ဒေတာတွေမှာရောင်းအားလေးတွေပြန်တက်လာပြီး Lancaster Caramel Company ကိုတီထောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အတော်ဖြစ်သူစီကချေးထားတဲ့ဒေါ်လာ900ကို3လအတွင်းပြန်ဆက်ဖို့အကြက်ရိုက်နေချိန်မှာဗြိတိန်ကကုန်သည်တဦးဟာဟာရှိရဲ့ caramel အရသာကိုသဘောကျသွားပြီးအော်ဒါအမြောက်အများကိုတခါတည်းမာယူလိုက်ပါတော့တယ်။ပြဿနာကပစ္စည်းထုတ်လုပ်ဖို့နဲ့တင်းမောတင်ဖို့အတွက်မီလ်တန်မှာပိုက်ဆံတပြားမှမရှိတာပါ။သူဟာဘဏ်ကိုသွားပြီးဒေါ်လာ1000ထပ်ချေးဖို့ကြိုးစားခဲ့ပါတယ်။ဘဏ်မန်နေဂျာကမီလ်တန်ရဲ့သေးငယ်လာတဲ့လုပ်ငန်းခွင်လေးထဲမှာဒီလောက်ကောင်းတဲ့အရာသာကိုဖန်တီးနိုင်တာကိုအံ့ဩသွားပြီးဘဏ်ကငွေမချေးပေးခင်မှာပဲသူ့ရဲ့ကိုယ်ပိုင်အာမခံချက်နဲ့မီလ်တန်ကိုငွေထုတ်ပေးခဲ့ပါတယ်။ပစ္စည်းတွေပို့ပြီးတဲ့နောက်မီလ်တန်ဟာစိုးရိမ်တကြီးနဲ့စောင့်နေခဲ့ပါတယ်။ဒီအော်ဒါသာအဆင်မပြေရင်သူ့ဘဝဟာတစ်ခါထပ်ပြီးပြာကျသွားမှာပါ။ဒါပေမဲ့အကျွေးဆက်ရမယ့်ရက်မတိုင်ခင်လေးမှာပဲဗြိတိန်ကစာတစောင်ရောက်လာခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ဗြိတိန်ပေါင်900တန်ချက်လက်မှတ်တစ်ခုပါလာခဲ့ပါတယ်။ဒါဟာဒီနေ့ခေတ်ကာလတန်ဖိုးနဲ့ဆိုရင်ဒေါ်လာ6500ကျော်မြန်မာငွေသိန်းပေါင်းများစွာရှိပါတယ်။မီလ်တန်ဟာပျော်လုံးလုံးငိုတောင်ငိုမိပါတယ်။နောက်ဆုံးမှာတော့သူဟာအကျွေးအားလုံးဆက်နိုင်ခဲ့ပြီးစိုးရိမ်မှုတွေလည်းကုန်ဆုံးသွားပါပြီ။သူ့ရဲ့ Hershey's Crystal A Caramel တွေဟာဥရောပနဲ့အမေရိကမှာအကြီးအကျယ်ပေါက်သွားခဲ့ပါတယ်။1894ခုနှစ်မှာတော့မီလ်တန်ရဲ့ကုမ္ပဏီဟာစက်ရုံပေါင်းများစွာနဲ့အလုပ်သမားထောင်ပေါင်းများစွာရှိတဲ့အင်ပါယာကြီးတစ်ခုဖြစ်လာပါတော့တယ်
1894ခုနှစ်မှာမီလ်တန်ဟာရှီဟာတစ်နှစ်ကိုဒေါ်လာ1 သန်းကျော်ဝင်ငွေရတဲ့လန်ကက်စတာရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တူဖြစ်နေပါပြီ။ဒါပေမဲ့အမြဲတမ်းတိုးတက်ခြင်းစိတ်ရှိတဲ့မီလ်တန်ဟာချီကာဂိုမှာလုပ်တဲ့ကမ္ဘာပြပွဲကြီးတစ်ခုကိုတွားရောက်လေပတ်ခဲ့ပါတယ်။အဲ့ဒီမှာဂျာမနီကလာတဲ့ချောကလက်ထုတ်ဆက်ကြီးတွေကိုသူမြင်လိုက်ရတဲ့အခါသူ့ဘဝတစ်ခုလုံးပြောင်းလဲသွားပါတော့တယ်။အဲ့ဒီအချိန်ကချောကလက်ဟာလူချမ်းသာတွေပဲစားနိုင်တာပါ။ဒါပေမဲ့ဒီဆက်ကြီးတွေကချောကလက်ကိုအမြုပ်အများထုတ်လုပ်နိုင်ပြီးလူတိုင်းစားနိုင်တဲ့ဈေးနှုန်းအထိရှော့ချပေးနိုင်မယ်ဆိုတာကိုမီလ်တန်ကချက်ချင်းပဲအကဲခတ်မိသွားပါတယ်။သူဟာအဲ့ဒီနေရာမှာပြပွဲကစက်ပစ္စည်းအားလုံးကိုတခါတည်းဝယ်ယူလိုက်ပါတော့တယ်။လန်ကက်စတာကိုပြန်ရောက်တာနဲ့ကာရာမဲလုပ်ငန်းရဲ့လက်အောက်ခံအနေနဲ့ Hershey Chocolate Company ကိုစတင်တည်ထောင်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ဖြစ်တဲ့လက်ဆက်တဲ့နို့ကိုချောကလက်ထဲမှာထည့်သွင်းစမ်းသပ်ခဲ့တာကြောင့်လူတွေကချက်ချင်းပဲသဘောကျသွားကြပါတယ်။ဒါပေမဲ့မီလ်တန်ဟာထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိလာပါတယ်။ကာရာမဲရောင်းအားတွေကျဆင်းပြီးချောကလက်ရောင်းအားတွေကတစ်ကမ္ဘာလုံးမှာမြင့်တက်လာတာပါ။ဒါကြောင့်သူဟာသူ့ဘဝရဲ့အန်တရဲ့အရှိဆုံးဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။အောင်မြင်နေတဲ့ကာရာမဲလုပ်ငန်းတစ်ခုလုံးကိုရောင်းချပြီးချောကလက်ကိုပဲအာရုံစိုက်ဖို့ပါပဲ။1900ပြည့်နှစ်မှာမီလ်တန်ဟာသူ့ရဲ့ကာရာမဲလုပ်ငန်းကိုဒေါ်လာ1 သန်းဒီနေ့ခေတ်တန်ဖိုးဒေါ်လာတန်း30ကျော်နဲ့ရောင်းချလိုက်ပါတယ်။အဲ့ဒီနောက်ခင်မီစက်ကရိယာတွေပါတဲ့အလွန်ကြီးမားတဲ့စက်ရုံကြီးကိုစတင်ဆောက်လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကအမေရိကမှာဘသူမှ no chocolate milk chocolate ကိုအမြောက်များမထုတ်နိုင်သေးပါဘူး။ဆွစ်ဇာလန်နိုင်ငံသားတွေကပဲဒီနည်းပညာကိုလျှို့ဝှက်ပိုင်ဆိုင်ထားတာပါ။မီလ်တန်ဟာသူ့ရဲ့ယုံကြည်ရတဲ့ဝန်ထမ်းတွေကိုပြိုင်ဘက်တွေစီမှာအလုပ်ဝင်လုပ်ခိုင်းပြီးလျှို့ဝှက်ချက်တွေကိုတင်ယူခိုင်းခဲ့ပါတယ်။ဒါပေမဲ့ဘသူမှအောင်မြင်မှုမရခဲ့ကြပါဘူး။နီးပညာအခက်အခဲတွေကြားမှာတင်လန်ကက်စတာမြို့ရဲ့နိုင်ငံရေးအကတိလိုက်စားမှုတွေကမီလ်တန်ရဲ့လုပ်ငန်းအတွက်အနှောက်အယှက်ဖြစ်လာပါတယ်။ဒါကြောင့်မီလ်တန်ဟာရှီဟာသူ့ရဲ့လုပ်ငန်းအင်ပါယာကြီးတစ်ခုလုံးကိုအခြားနေရာတစ်ခုစီရွှေ့ပြောင်းဖို့ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတော့တယ်။1903ခုနှစ်မှာအေးကပေါင်းများစွာကျယ်ဝန်းတဲ့စက်ရုံကြီးရဲ့နံရံတွေမြင့်တက်လာပေမဲ့မီလ်တန်နဲ့သူ့အဖွဲ့ဟာ no chocolate ကိုအမြောင်းများဘလို့ထုတ်ရမလဲဆိုတာခုထိမသိသေးပါဘူး။စမ်းသပ်မှုတိုင်းကကြာရှုံးနေခဲ့ပါတယ်။ဒါပေမဲ့မီလ်တန်မသိခဲ့တာကတော့အဖြေဟာသူ့အနားမှာတင်ရှိနေခဲ့တာပါ။သူကသူ့ရဲ့ကာရာမဲလုပ်ငန်းကဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ Johnny Schmalbach ကိုငှားရမ်းခဲ့ပါတယ်။ Johnny ဟာပထမဆုံးစမ်းသပ်မှုမှာတင်နို့ကိုမလောင်ကျွမ်းစေပဲအပူပေးပြီးပြစ်လောင်လုပ်တဲ့နည်းကိုရှာတွေ့ခဲ့ပါတယ်။နို့မှုန်စားနို့စီcondensed milk ကိုသုံးလိုက်တဲ့အတွက်ချောကလက်ကလပေါင်းများစွာအထားခံသွားသလိုဇီးနှုန်းကိုလည်းအစမတိုင်ရှော့ချနိုင်ခဲ့ပါတယ်။ဒါဟာဟာရှီချောကလက်ရဲ့ထာဝရဖော်မြူလာဖြစ်လာပါတော့တယ်။1900ပြည့်နှစ်လောက်ကတည်းကရောင်းခဲ့ပေမဲ့အခုမှသာချောကလက်တွေကိုတစ်ခုကို9ဆင့်ခွဲပြီးအမြောက်အများထုတ်လုပ်နိုင်ခဲ့တာပါ။1906ခုနှစ်မှာရောင်းအားဒေါ်လာ1 သန်းကျော်သွားခဲ့သလိုနောက်ပိုင်းမှာကမ္ဘာကျော် Hershey's Kisses နဲ့ဘာဒန်စေးပါတဲ့ချောကလက်တွေကိုပါမိတ်ဆက်ခဲ့ပါတယ်။သူ့ရဲ့စက်ရုံဟာ3ဆမြောက်ကြီးထွားလာပြီးကမ္ဘာအကြီးဆုံးစက်ရုံကြီးဖြစ်လာခဲ့ပါတယ်။စက်ရုံနဲ့အတူဟာရှီမြို့တော်ဟာလည်းကြီးထွားလာခဲ့ပါတယ်။ခင်မီအိမ်ယာတွေလျှက်စစ်မီကျောင်းတွေစီးရုံတွေဖျားကျောင်းတွေမကပဲတလိပ်ဆန်ရုံနဲ့ပြားစက်ရုံတွေအထိပါဝင်တဲ့စံပြမြို့တော်ကြီးဖြစ်လာခဲ့ပါတယ်။အောင်မြင်မှုတွေရဲ့အခြားတစ်ဖက်မှာတော့မီလ်တန်ဟာသူ့ရဲ့အချစ်ဆုံးသူတွေကိုတယောက်ပြီးတယောက်ဆုံးရှုံးခဲ့ရပါတယ်။သူ့အဖေနဲ့အတော်မတ်တီတို့ကွယ်လွန်ပြီးနောက်1915ခုနှစ်မှာတော့သူ့ရဲ့ဇနီးဖြစ်သူ Catherine Kitty ဟာအဆုတ်ရောင်ယောဂနဲ့ကွယ်လွန်သွားခဲ့ပါတယ်။မီလ်တန်နဲ့သူ့ဇနီးမှာသားသမီးမရှိခဲ့တာကြောင့်1909ခုနှစ်မှာ Hershey Industrial School ကိုတည်ထောင်ပြီးမိဘမဲ့ကလေးတွေကိုပြုစုပျိုးထောင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာကုမ္ပဏီရဲ့ရှယ်ယာ40%အပါအဝင်ပိုင်ဆိုင်မှုအများစုကိုဒီကျောင်းအတွက်လွှဲပြောင်းပေးခဲ့ပါတယ်။ဒီနေ့ခေတ်မှာဒီကျောင်းဟာအမေရိကရဲ့အချမ်းသာဆုံးပုဂ္ဂလိကကျောင်းတွေထဲကတစ်ခုဖြစ်နေစေပါပဲ။ဇနီးဖြစ်သူကွယ်လွန်သွားတဲ့နောက်မှာမီလ်တန်ဟာဝမ်းနည်းမှုကိုအလုတ်နဲ့ပဲဖြေဖျောက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာအနားယူဖို့အတွက်ခရီးတစ်ခုထွက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အနားယူဖို့ခရီးထွက်ခဲ့တဲ့မီလ်တန်ဟာကျူးဘားနိုင်ငံကိုရောက်တဲ့အခါမှာတော့အသစ်အဆန်းတစ်ခုကိုထပ်မံတွေ့ရှိခဲ့ပါတယ်။အဲဒီကလူမှုပတ်ဝန်းကျင်ကိုသဘောကျသွားသလိုတကြားထွက်နှုံကောင်းတာကိုလည်းသတိထားမိခဲ့ပါတယ်။ဒါကြောင့်ဟာရှေးမြို့တော်မှာလုပ်ခဲ့သလိုပဲကျူးဘားမှာလည်းအစစ်မြင့်တကြားစက်ရုံကြီးနဲ့အတူအလုပ်သမားတွေအတွက်အိမ်ယာတွေကျောင်းတွေဆေးခန်းတွေကိုမြေပြင်ကနေအစပြုပြီးတည်ဆောက်ခဲ့ပြန်ပါတယ်
ဒီခြေလမ်းကြောင့် Milton ဟာရှိမြို့တော်ကလက်ဆက်တဲ့နို့တင်မကပဲကျူးဘားကကိုပိုင်တကြားကိုပါဈေးနှုန်းတက်တောင့်တက်တာနဲ့ရရှိခဲ့ပါတယ်။ဒါဟာသူ့ရဲ့ချောကလက်လုပ်ငန်းကိုဘယ်သူမှစင်မရအောင်ခိုင်မာသွားစေခဲ့ပါတယ်1914ခုနှစ်ပထမကမ္ဘာစစ်ဖြစ်ပွားတဲ့အခါကမ္ဘာတဝန်းမှာတကြားတွေရှားပါပြီးဈေးနှုန်းတွေတက်လာခဲ့ပါတယ်။အခြားကုမ္ပဏီတွေအကြက်ရိုက်နေချိန်မှာ Milton ကတော့သူ့ရဲ့ကိုယ်ပိုင်တကြားအရင်းမြစ်တွေကြောင့်လုပ်ငန်းကိုအောင်မြင်စွာလည်ပတ်နိုင်ခဲ့ပါတယ်။ဒါတင်မကပဲအမေရိကန်စစ်တပ်အတွက်ချောကလက်တွေထောက်ပံ့ဖို့စာချုပ်ချုပ်ဆိုနိုင်ခဲ့တာကြောင့်ဟာရှီတစိတ်ဟာစစ်သားတွေနဲ့အတူတစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။စစ်ပြီးချိန်မှာတော့သူ့ရဲ့တစ်နှစ်တာရောင်းအားဟာဒေါ်လာတန်20ထိရှိလာခဲ့ပါတယ်။အောင်မြင်မှုတွေချားမှာပဲ1920ပြည့်နှစ်မှာ Milton ကိုတစ်သက်လုံးပံ့ပိုးပေးခဲ့တဲ့အမေဖြစ်သူ Fanny ကွယ်လွန်သွားခဲ့ပါတယ်။ဒါဟာသူ့အတွက်တော့အင်မတန်ခက်ခဲတဲ့အချိန်ပါပဲ။ဒါပေမဲ့သူဟာလက်မလျှော့ပဲကြော်ညာတွေအများကြီးမလုပ်ဖ ೇನೆ တောင်အရည်သွေးကိုပဲအာရုံစိုက်ပြီး1929ခုနှစ်မှာရောင်းအားဒေါ်လာ41တန်အထိရောက်အောင်ကြိုးစားခဲ့ပါတယ်။ Milton ဟာရှိဟာအသက်88နှစ်1944ခုနှစ်အထိ CEO အဖြစ်လုပ်ငန်းကိုဦးဆောင်ခဲ့ပြီးတစ်နှစ်အကြာမှာတော့သူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ဟာရှိမြို့တော်မှာပဲအေးချမ်းစွာကွယ်လွန်သွားခဲ့ပါတယ်။ Milton ဟာရှိကွယ်လွန်သွားပေမဲ့သူခြံထားခဲ့တဲ့ The Hershey Company ကတော့ကမ္ဘာအကြီးဆုံးချောကလက်ထုတ်လုပ်ရေးလုပ်ငန်းအဖြစ်ဒီနေ့ခေတ်မှာဒေါ်လာ44ဘီလီယံကျော်တန်ဖိုးရှိနေစေဖြစ်ပါတယ်။အရှုံးတွေကိုအကျဉ်းချင်းရင်ဆိုင်ခဲ့ပေမဲ့ဇွဲမလျှော့ခဲ့တဲ့ Milton Hershey ရဲ့ဇလန်းကတော့ဒီလောက်ပါပဲ။အခုလိုစိတ်ဝင်စားစရာသမိုင်းကြောင်းတွေကိုစက်ကြည့်ချင်ရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။ကျွန်တော်ရဲ့သမိုင်းရိပ်မြုံ YouTube channel ကိုကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအယံကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးကနေနိုင်ငံရေးသမိုင်းတွေကမ္ဘာသမိုင်းတွေထင်ပေါ်ကျော်ကြားတဲ့လူပုဂ္ဂိုလ်တွေရဲ့သမိုင်းတွေကိုတင်ဆက်ပေးနေပါတယ်။အဲဒါကြောင့်ကျွန်တော်ရဲ့သမိုင်းရိပ်မြုံ YouTube channel လေးကို subscribe နှိပ်ထားအောင်နော်။ Okay နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။